အားလုံးမင်္ဂလာပါဒီနေ့ပြန်လည်ပြီးမှနှုတ်ကပတ်တော်ဆင်ခြင်ဖို့ရအတွက်ဖြစ်ပါတယ်အချိန်တိုင်းပြင်ဆင်ပေးတဲ့ဘုရားခင်ရဲ့ကျေးဇူးတော်ကိုရှေးဦးစွာချီးမွမ်းပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ခံယူဖို့ရအတွက်ခဏလေးစတောင်းဆက်ကပ်အနံ့ရအောင်အဖဖျားကိုတို့ကိုကျေးဇူးတင်တယ်ကိုတို့ဒီတိတ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဖဖျားကိုတဲ့စကားတော်အားဖြင့်အတ္တမှာတိဆောက်ရှာဖြစ်စေပါတန်ရှင်တော်ဝင်တော်ဘုရားကိုတို့အလုံးလုံးပါသခင်ယေရှုနာမဖြင့်စတောင်းဆက်ကပ်အနံ့ပါတယ်အဖဖျားအာမင်ယုံကြည်သူတွေအတ္တမှာဆွတောင်းရင်နဲ့စိတ်ဓာတ်ကြတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်အတ္တမှာလည်းဆွတောင်းရင်နဲ့ကိုယ့်ရဲ့ဆွတောင်းချက်တွေမပြည့်စုံလာတဲ့အခါမှာစိတ်ဓာတ်ကြတဲ့အရာတွေရှိခဲ့ဘူးလေဒီနေ့ဒီနှုတ်ကပတ်တော်ကိုနားထောင်နေရှိတဲ့ယုံကြည်သူတွေရဲ့အတ္တမှာလည်းကိုယ်ဆွတောင်းတဲ့အရာတွေမပြည့်စုံလာတဲ့အခါမှာဆွတောင်းခြင်းတဲ့မှာစိတ်ဓာတ်ကြလာတယ်အားလျှော့ချင်လာတယ်ဒီအရာတွေလည်းရှိမှာပဲသခင်ယေရှုနဲ့ဒီအရာကိုကြိုပြီးမှတည်တယ်ကြိုပြီးမှတည်တဲ့အတွက်ကြောင့်တပည့်တော်တွေကိုခွန်အားပေးထားတဲ့အကြောင်းအရာလေးနဲ့ကျွန်တော်ပြန်နေပြီးမှဆင်ခြင်ရအောင်ရှင်လုကာအခန်းကြီး18အခန်းငယ်1ကနေအခန်းငယ်9ထိကအကြောင်းအရာလေးဖြစ်တယ်မြို့တစ်မြို့မှာဖျားကိုလည်းမကြောက်ဘူးလူကိုလည်းအာမနာတတ်ဘူးသူလှုပ်ချင်တာကိုပဲပြက်ပြက်တတလှုပ်တတ်တဲ့တရားသူကြီးတယောက်ရှိတယ်အဲ့ဒီတရားသူကြီးရှိတဲ့မြို့ထဲမှာပဲနောက်မုဆိုးမတယောက်လည်းရှိတယ်မုဆိုးမမှာဘာရှိတယ်လဲဆိုရင်ရံပက်ရှိတယ်ကျွန်တော်လူတော်များများကစီးစိမ်ရှိတဲ့သူလေဂုံရှိတဲ့သူလေအတိုင်းအဝိုင်းတောက်တဲ့လူဘက်မှာရက်တည်တဲ့လူတွေပဲများကြတယ်ခက်ခဲတဲ့သူလေစင်းရဲတဲ့သူလေအစမပြေတဲ့သူတွေဘက်မှာရက်တည်ပေးတဲ့သူအလွန်ကိုရှားတယ်အခုဒီထဲမှာလဲမုဆိုးမဖြစ်တဲ့အတွက်ကြောင့်သူ့ဘက်ကနေရက်တည်ပေးမဲ့လူမရှိဘူးမရှိတဲ့အခါမှာနောက်ဆုံးမုဆိုးမကဘယ်ကိုရောက်သွားတယ်လဲဆိုရင်ခုနဖျားသခင်ကိုလည်းမကြောက်လူကိုလည်းအာမနာတတ်တဲ့တရားသူကြီးမင်းအရှိမရောက်သွားတယ်တရားသူကြီးမင်းကျမမှာယံသူရှိတယ်ကျမဘက်ကနေရက်တည်ပေးမဲ့လူတခြားဘယ်သူမှမရှိဘူးဒါကြောင့်တရားသူကြီးမင်းကိုအားကိုးပါတယ်တရားသူကြီးမင်းကျမရဲ့ယံသူကိုတရားအတိုင်းစီရင်ပေးပါဆိုဒီမှာတရားသူကြီးမင်းအရှိမတွားလျှောက်တယ်ဖျားကိုလည်းမကြောက်လူကိုလည်းအာမနာတတ်တဲ့တရားသူကြီးမင်းကဒီမုဆိုးမကိုတရားစီရင်ပေးဖို့ရန်အတွက်သူ့ရဲ့စိတ်နှလုံးမှာအကြံရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်တရားသူကြီးမင်းကဘာဖြစ်လို့မုဆိုးမအတွက်တရားစီရင်ပေးဖို့ရန်အကြံရှိသွားတယ်လေဒီမုဆိုးမကတစ်ခေါက်လျှောက်တင်တယ်မရဘူးနှစ်ခေါက်လျှောက်တင်တယ်မရဘူးစိတ်ဓာတ်မကြဘဲနဲ့အားမလျှော့ဘဲနဲ့အကြိမ်ကြိမ်တွားပြီးမှလျှောက်တင်တဲ့အခါမှာနောက်ဆုံးမုဆိုးမဘက်ကနေတရားစီရင်ပေးဖို့ရန်အတွက်တရားသူကြီးမင်းကဆုံးဖြတ်ချက်ချလိုက်တယ်တခါတလေမှာကျွန်တော်ဆွတောင်းတယ်ဒါမဲ့ဘုရားနားမညောင်းတဲ့အခါမှာစိတ်ဓာတ်ကြလာတတ်တယ်ဆွတောင်းခြင်းထဲမှာလက်လျှော့လာတတ်တဲ့အတွက်ကြောင့်သခင်ယေရှုကဒီဥပမာလေးနဲ့အားပေးတယ်ဒီနေ့ဒီနှုတ်ကပတ်တော်ကိုနားထောင်နေရှိကြတဲ့ယုံကြည်သူတွေအရောက်တိုင်းအတ္တမှာလည်းရှိဘူးမှာပါသားသမီးမလိမ္မာလို့သားသမီးလိမ္မာလာဖို့ဆွတောင်းတယ်ဒါမဲ့အစမပြေလာဘူးမိသားစုလေးအစင်ပြေနေနိုင်ဖို့ဆွတောင်းတယ်ဒါမဲ့မပြေလာဘူးစီးပွားရေးလေးပြေလာဖို့ဆွတောင်းတယ်ဒါမဲ့မပြေလေလာဘူးတစုံတစ်ခုကိုအစင်ပြေဖို့ဆွတောင်းရင်နဲ့အစင်မပြေလာတဲ့အခါမှာဒီဆွတောင်းခြင်းထဲမှာစိတ်ဓာတ်ကြပြီးမှလက်လျှော့လိုက်တဲ့အချိန်တွေလည်းအများကြီးရှိတတ်တယ်ဒါဆိုဒီနေ့ကျွန်တော်အနေနဲ့လည်းအားပေးချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံဘူးပါတယ်ကျွန်တော်ပြောင်းတဲ့ခါစားမှာဆွတောင်းမှုတဲ့အရာလေးနဲ့တက်တည်ခံခြင်းနဲ့ကျွန်တော်ရဲ့ဆွတောင်းခံချက်ကအမှုတော်မြတ်ထဲမှာကားမောင်းပြီးမှအစေခံခြင်းတဲ့အတွက်ကြောင့်တင်ရတော့အခွင့်မောင်းတရတော့အခွင့်ကိုပေးပါဆိုပြီးမှကျွန်တော်ဆွတောင်းမှုပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဆွတောင်းခံချက်ကတစ်လမပြည့်လာဘူးနှစ်လမပြည့်လာဘူးဘယ်အချိန်မှပြည့်လာတယ်လဲဆိုရင်2019ရောက်လာတဲ့အချိန်ကျမှကျွန်တော်ရဲ့ဆွတောင်းခံချက်ကပြည့်စုံလာဒီဆွတောင်းခံချက်မပြည့်စုံလာခင်မှာကျွန်တော်အနေနဲ့တကယ်ဝန်တာထားတဲ့စိတ်နဲ့ဆွတောင်းတာပဲတကယ်ပါဝင်ချင်တဲ့စိတ်နဲ့ဆွတောင်းတာပဲဒါပေမဲ့ဘုရားခင်မလုပ်ပေးတဲ့အခါမှာတခါတလေမှာစိတ်ဓာတ်ကျဘူးတခါတလေမှာဘုရားခင်အလိုတော်မရှိလို့နေမှာဆိုပြီးမှလက်လျှော့ဘူးတဲ့အချိန်နဲ့ရှိဘူးတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဆွတောင်းတန်ကို2019ရောက်လာတဲ့အခါမှာဘုရားခင်ကဖြည့်ဆည်းပေးလိုက်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုလည်းကျွန်တော်အနေနဲ့အားပေးချင်ပါတယ်တခါတလေကျွန်တော်ရဲ့ဆွတောင်းတန်တွေ
မဖြစ်လာတဲ့အခါမှာစိတ်သက်ကြတဲ့အရာတွေလည်းရှိမှာပါငါစုမတောင်းချင်တော့ဘူးဆိုတဲ့အခြေအနေလည်းရှိမှာပါဒါပေမဲ့စုတောင်းခြင်းထဲမှာစိတ်သက်မကြပါနဲ့မိသားစုအတွက်စုတောင်းလို့မပြည့်စုံလာဘူးလားအားမလျှော့လိုက်ပါနဲ့အတင်းတော်အတွက်စုတောင်းရင်းနဲ့မပြည့်စုံလာဘူးလားအားမလျှော့လိုက်ပါနဲ့ကျွန်တော်ရဲ့ဆွေမျိုးနဲ့ပြောင်းလဲလာဖို့စုတောင်းနေတယ်မပြည့်စုံလာလို့အားမလျှော့လိုက်ပါနဲ့ကျွန်တော်ညီကိုမောင်နှမတွေကောင်းစားဖို့အစဉ်ပြေလာဖို့စုတောင်းတယ်မပြည့်စုံလာဘူးလားအားမလျှော့လိုက်ပါနဲ့ပြဿနာလည်းအများကြီးကြုံနေရတယ်စုတောင်းတယ်မပြည့်စုံလာဘူးလားအားမလျှော့လိုက်ပါနဲ့သခင်ယေရှုကပြောထားပါတယ်အားမလျှော့ပဲကြိုးစားပြီးစုတောင်းရမည်အကြောင်းတဲ့စုတောင်းခြင်းထဲမှာအပြည့်မရလို့လက်လျှော့ဖို့ဖြစ်နေသလားဒီနေ့ဒီနှုတ်ကပတ်တော်လေးနဲ့ကျွန်တော်အနေနဲ့အားပေးချင်ပါတယ်စုတောင်းခြင်းထဲမှာစိတ်ဓာတ်မကြပါနဲ့စုတောင်းခြင်းထဲမှာအားမလျှော့ပါနဲ့တကယ်ဆက်ပြီးမှကြိုးစားပြီးမှစုတောင်းပါကြိုးစားပြီးမှစုတောင်းတဲ့အခါမှာဘုရားသခင်ကတော့လုံးဝနားညောင်းမဲ့ဘုရားဖြစ်ပါတယ်ဒီတမန်ကျမ်းစာတဲ့ကဒီမို့ဆိုမကိုပဲကြည့်ပါသူအနေနဲ့တရားသူကြီးမင်းရှေ့မှာသွားတာတစ်ခါမကဘူးနှစ်ခါမကဘူးအကြိမ်ကြိမ်တွားပြီးမှရှောက်ရတယ်ဖျားကိုလည်းမကြောက်လူကိုလည်းအာမနာတတ်တဲ့ဒီတရားသူကြီးမင်းသားမှအကြိမ်ကြိမ်လာပြီးမှရှောက်နေတဲ့မုဆုမရဲ့တောင်းလျှောက်တန်ကိုနားညောင်းတယ်ဆိုရင်ချစ်ချင်းမေတ္တာအပြည့်အဝရှိပြီးမှကျွန်တော်တို့ကိုနေ့ရက်စဉ်တိုင်းတာဝန်ယူထောက်ပံ့နေရှိတဲ့ဖျားကကျွန်တော်ကြိုးစားပြီးမှဆွတောင်းမယ်ဆိုရင်ထိုဖျားကတေချာပေါက်တနေ့တစ်ချိန်မှာကျွန်တော်ကိုဖြည့်စီပေးမှာပါအဲဒါကြောင့်ကျွန်တော်အနေနဲ့အားပေးချင်ပါတယ်ဆွတောင်းခြင်းထဲမှာစိတ်ဓာတ်မကြပါနဲ့ဆွတောင်းခြင်းထဲမှာအားမလျှော့လိုက်ပါနဲ့ကြိုးစားပြီးမှဆက်ပြီးဆွတောင်းရအောင်ကြိုးစားပြီးမှဆက်ပြီးဆွတောင်းခြင်းရဲ့ရလတ်ကကောင်းသောရလတ်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီနှုတ်ကပတ်တော်ကိုနားထောင်နေရှိကြတဲ့ယုံကြည်သူမိဘညီကိုမောင်နှမအရောက်တိုင်းဆွတောင်းခြင်းထဲမှာစိတ်ဓာတ်မကြပါနဲ့ဆွတောင်းခြင်းထဲမှာအားမလျှော့လိုက်ပါနဲ့ဒီထက်မကတာ၍ကြိုးစားပြီးမှဆွတောင်းနိုင်တော့သူတွေဖြစ်ပါစေအရောက်တိုင်းပေါ်ဘုရားခင်တာ၍ကောင်းချီးပေးပါစေ